မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့သမရဖြစ်ချင်လွန်တဲ့မင်းအောင်လှိုင်ကိုအတားအဆီးအဖြစ်တရုတ်မြင်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကြားနေရတဲ့သတင်းတွေအရမအားလကိုဖဲထုတ်ဖို့တရုတ်ကစီစဉ်တယ်မအားလကရုရှားပြေးကတ်တယ်အခမဲ့မရခဲ့သည့်လက်ဆောင်နေပြည်တော်နှင့်ပေကျင်းဤဆက်ဆံရေးတွင်ရန်သူမိတ်ဆွေမရှိအကျိုးစီးပွားသာရှိသည်ဆိုသောဆိုယိုစကားသည်ရခင်ခါတက်ဖို့မထင်ရှားလာပါသည်စေအာနာသိမ့်ပြီးနောက်ပိုင်းရုရှားဘက်သို့လွန်လွန်ကျွံကျွံရှိရိုင်ကပေကျင်းဤအကျိုးစီးပွားကိုဥပက္ခပြုခဲ့သောမင်းအောင်လှိုင်ပေါ်တရုတ်ကအခဲခတ်နေခဲ့သည်မှာကြာပြီဖြစ်ပါသည်2029စစ်စင်ရေးတွင်ကြားဖြတ်စကန်ကိစ္စများဖြင့်သင်ခန်းစာပေးခဲ့သည့်တရုတ်သည်2024ခုနှစ်နိုဝင်ဘာလတွင်မင်းအောင်လှိုင်ကိုနိုင်ငံတော်အဆင့်ဖိတ်ကြားကတနမရေးရအသက်ရှူချောင်းခွင့်ပေးခဲ့ပြန်သည်သို့သောထိုးဖိတ်ကြားမှုသည်အခမဲ့ရရှိသောလက်ဆောင်မဟုတ်ဘဲလေးလံသောမဟာဗျူဟာများအပေးယူတရက်ပေါ်အခြေခံခဲ့ခြင်းဖြစ်သည်ပေချင်းနှင့်နီးစပ်သောတန်တမန်အတိုင်းဝိုင်းဤသုံးသက်ချက်အရအဆိုပါအပေးယူတွင်အဓိကအချက်၃ချက်ပါဝင်နေသည်ပထမချက်မှာစီရေးအရာအထိနာနေသောစစ်ကောင်စီအတွက်2029စစ်မီကိုညှိသက်ပေးရနှင့်ဒုတိယချက်မှာနိုင်ငံတကာကဖေ့ကျင်ထားချိန်တွင်တရုတ်ကတရားဝင်မှုပုံရိပ်ကိုတိဆောက်ပေးရန်ဖြစ်သည်အပြန်အလှန်အားဖြင့်စစ်ကောင်စီဘက်ကခြေပြွန်ရမည့်တတိယချက်မှာမင်းအောင်လှိုင်မပါဝင်သောမျက်နှာတင်များဖြင့်အယက်သားအစိုးရအတွင်ကူးပြောင်းပေးရန်ဖြစ်သည်ပေချင်းဤစင်စာချက်မှာမင်းအောင်လှိုင်ကိုအာဏာတည်မြဲစေရန်ချက်မြန်မာနိုင်ငံတည်ငြိမ်မှုရှိမှသာ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများဘေးကင်းမည်ဟုသောလက်တွေ့ကြသည့် pragmatic ယူဆချက်ပင်ဖြစ်သည်ယုံကြည်မှုရှုပ်သိမ်းခြင်းသို့သောပေချင်းဤတီးခန့်နိုင်စွမ်းသည့်အဆုံးစွန်သို့ရောက်ရှိနေပြီဖြစ်ကြောင်း2026ခုနှစ်ဖေဖော်ဝါရီလတွင်ကြောက်ဖြူမှသတင်းများကအခိုင်အမာသက်သေပြနေသည်ကြောက်ဖြူတွင်ဒေါ်လာ140တန်းကျော်မြုပ်နှံထားသည်တရုတ်ဓာတ်အားပေးစက်ရုံများသည်ကြံကာလအမီအပိသက်ထွက်ခွာရန်စက်ပစ္စည်းများကိုအလင်းအမြန်ဖြုတ်သိမ်းနေကြပြီဖြစ်သည်၎င်းသည်ရိုးရိုးတန်တန်လုံခြုံရေးအရာစုခွာခြင်းမျိုးထံပုံမနဲ့ဆိုင်သည့်ရှုံကြည်မှုရှုပ်သိမ်းခြင်းပင်ဖြစ်သည်စစ်ကော်မရှင်၌နိုင်ငံခြားငွေပြက်လက်မှုကြောင့်ငွေမချေနိုင်သည့်ငွေပေးချေမှုဆိုင်ရာအချက်တဲကလည်းတရုတ်ကိုစိတ်ကုန်စေသည့်အဓိကအချက်ဖြစ်လာသည်2024ခုနှစ်ဩဂုတ်လကဝန်ကြီးကိုရိုင်းနေပြည်တော်သို့လာရောက်ကခင်းပေးခဲ့သည့်လမ်းကြောင်းကိုမင်းအောင်လှိုင်ကကိုချိုးစီးပွားအတွက်အလွဲသုံးစားလုပ်ခဲ့ခြင်းကြောင့်ငွေမရှိလုံခြုံရေးမပေးနိုင်သည့်ခေါင်းဆောင်ကိုကြောတောင်းနောက်ခံပြုရန်ဆန္ဒမရှိတော့ကြောင်းပေကျင်းကပြတ်သားစွာအချက်ပြလိုက်ခြင်းဖြစ်သည်ဂရိပြတ်ခြင်းလက်ရှိတွင်မင်းအောင်လှိုင်သမရအိမ်မက်သည်ပြည်ပဖိအားသာမကစစ်တပ်နှင့်ကြံ့ခိုင်ရေးပါတီကိုပါရိန်ထိုးအောင်ကိုင်လုံနေသည်နေပြီးတော့စစ်ပတ်သတင်းရင်းမြစ်များအရရှေ့တန်း၌အသေးခံနေရသည့်အောက်ခြေစစ်သားများမှအစထိပ်ပိုင်းအရာရှိကြီးများထိမင်းအောင်လှိုင်၏တကုတ်ကောင်းဆန်သောယာတုစီစဉ်မှုများပေါ်ဒေါသထွက်နေကြသည်ကာကျုပ်ယာတုကို၎င်း၏တစ္ဆာတော်ခံတပြေးရင်းများကိုသာလွှဲပြောင်းပေးရန်ကြိုးပမ်းမှုသည်စစ်တပ်အတွင်းကဝါရင်အရာရှိကြီးများ၏အခွင့်အရေးကိုပြောင်းချကြပိတ်ပင်လိုက်ခြင်းပင်ဖြစ်သည်အလာတူပင် USDP ပါတီအတွင်း၌လည်းမင်းအောင်လှိုင်က၎င်း၏စိတ်ကြိုက်အစိုးရဖွဲ့ရန်ကြိုးကိုင်နေမှုအပေါ်အမာခံများကအတွင်းချိတ်မကျေနပ်မှုများရှိနေသည်တရုတ်နှင့်ပါအဖို့အထစ်ဖြစ်စေမိမင်းအောင်လှိုင်၏တကူတော်ကစားကွက်သည်ကြံ့ခိုင်ရေးပါတီနှင့်စစ်တပ်၏ရေရှည်အသက်ဆက်နိုင်မှုကိုပါထိုးခွဲလျက်ရှိသည်စစ်ကောင်ဆောင်သည်ပေကျင်းကမျှော်လင့်သည့်မျက်နှာတင်များဖြင့်အစိုးရဖွဲ့ရေးကတိကိုဖောက်ဖျက်ကသမရရာထူးကိုသာဖတ်တွေ့ရန်ပြင်ဆင်နေခြင်းက၎င်း၏အတွင်းစည်းကိုပါအကြောင်းထင်စေခဲ့ပြီးဖြစ်သည်ဘလို့အဆုံးသတ်မလဲမင်းအောင်လှိုင်သည်တရုတ်ကပေးထားသောတန်တမန်ရေးထွက်ပေါက်ကိုအသုံးချပြီး၎င်း၏အာဏာကိုအခိုင်အမာတိဆောက်ရန်ကြိုးစားနေတော်လဲ၎င်း၏ကောင်းမှမှုကပေကျင်း၏အကျိုးစီးပွားကိုအန္တရာယ်ဖြစ်စေသည့်အဆင့်သို့ရောက်ရှိလာသည်ကြောက်ဖြူမှတရုတ်စက်ရုံများထွက်ခွာခြင်းသည်အစာပြုယုံသာရှိသေးသည်အကယ်၍မင်းအောင်လှိုင်ကသမရရာထူးကိုဆက်လက်ဖက်တွယ်နေပါကပေကျင်းနှင့်နေပြီးတော့အကြားဆက်ဆက်ရည်သည်ဂရီပါလန်ခွဲပုံစံမျိုးမဟုတ်ပင်2029ခုနှစ်ပထမလိုင်းကဲ့သို့သောတိတ်တဆိတ်လက်စားချေမှုများဖြင့်သာအဆုံးသတ်သွားဖို့ရှိနေသည်တရုတ်တွင်မင်းအောင်လှိုင်သည်ဖြည့်ရှင်းချက်မဟုတ်တော့ပင်ဖေရှားပြရမည့်အတားအဆီးတစ်ခုအဖြစ်ပြောင်းလဲသတ်မှတ်ခြင်းခံလိုက်ရပြီးဖြစ်သည်သမိုင်းတလျှောက်မြန်မာစစ်ကောင်ဆောင်များသည်ပထဝီနိုင်ငံရေးကစားခွက်တွင်တရုတ်ကိုအသုံးချနိုင်ခဲ့ဘူးတော်လေယခုတစ်ချိန်မင်းအောင်လှိုင်၏လောင်ကြီးမှမူအလွန်ကြီးမားလွန်းနေပုံရသည်ဆက်လက်ပြီးနေရခံပြူဟာကုန်းရဲ့အထူးကပင်မခခင်းစခန်းတစ်ခုကိုအေထက်မှန်သိမ်းပိုက်ရရှိတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရခိုင်မကွေးယူလန်ပေါ်ကအကြံဖတ်စစ်ကော်မရှင်တပ်နေရခံပြူဟာကုန်းရဲ့အထူးကပင်မခကင်းစခန်းတစ်ခုကိုအရကတက်တော်အေကမလပထမဘက်မှာထိုးစစ်ဆင်တိုက်ခိုက်ရမှာတရက်တည်းတွင်အပိသက်သိမ်းပိုက်ရရှိခဲ့တယ်လို့သတင်းရရှိပါတယ်မြေပြင်စစ်ရေးသတင်းရင်းမြစ်တအုပ်ကနေရီကန်တောင်ကျော်တကြောထဲမှာရှိတယ်။အဓိကကကင်းလို့ပြောလို့ရတယ်။အဲ့ဒီကကင်းစခန်းတွေကအမြဲတမ်းထရုံးတွေနဲ့ပြစ်တယ်။လက်နက်ကြီးပြစ်တာတွေအမြဲလုပ်တယ်။အဲ့ဒါကြောင့်အေကတိုက်တာတရက်ပဲတိုက်လိုက်ရတယ်။ကကင်းစခန်းကိုသိမ်းနိုင်ခဲ့တယ်လို့သတင်းဌာနကိုပြောပါတယ်။
ဒီကကင်းစခန်းကစစ်ကောင်စီတပ်သားအချို့ဟာနေရီကံပြူဟာကုန်းပေါ်ထွက်ပြေးသွားကြသလိုအချို့ကိုလည်းအရှင်ဖမ်းမိကလက်နက်ခရံအချို့ကိုလည်းတင်စီရမိထားတယ်လို့သူကဆက်လက်ပြောဆိုပါတယ်။တချို့ကတော့ကုန်းပေါ်ပြေးတယ်တချို့ကတော့အေအေကအရှင်ဖမ်းမိတာတွေရှိတယ်။တေတာတွေလည်းရှိတယ်လို့ပြောပါတယ်။ဆက်လက်ပြီးကပ္ပစ16အနီးအေအေပူပေါင်းတက်ရဲ့ထိုးစစ်နီးကပ်လာတဲ့ဖြင့်စက်ရုံတစ်ခုလုံးရက်ဆိုင်ထားရတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ပဲခူးတိုင်းဗရောင်မြို့နယ်အုပ်ရှိပင်တက်နေရှိစစ်ကောင်စီတပ်ရဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကပ္ပစ16စက်ရုံကိုအရကတက်တော်အေအေနဲ့ပူပေါင်းတက်တို့ရဲ့ထိုးစစ်နီးကပ်လာတာကြောင့်စက်ရုံတစ်ခုလုံးကိုရက်ဆိုင်ထားရတယ်လို့တပ်တွင်းသတင်းရင်းမြစ်တွေစီကသိရပါတယ်။ယခုမလအစပိုင်းကလေးကအေအေနဲ့ပူပေါင်းတပ်တွေကကပ္ပစ16စက်ရုံကိုဦးတီကောင်လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ကြတာကြောင့်စက်ရုံအနီးအနားရှိနေရာတွေမှာကြားရောက်ပေါက်ကွဲခဲ့ပြီးစစ်ကောင်စီတပ်သားချို့မှလည်းထိခိုက်ဒေဆုံးမှုတွေရှိနေတာလည်းဖြစ်ပါတယ်။အဆိုပါတိုက်ပွဲအခြေအနေကြောင့်စစ်ကောင်စီတပ်ဟာကပ္ပစ16စက်ရုံလေပတ်မှုအခြေအနေအကုန်လုံးကိုရက်ဆိုင်ထားပြီးတပ်တစ်ခုလုံးကိုအသစ်နေရာယူထားတဲ့ပုံစံနဲ့ပြင်ဆင်ထားတာတွေ့ရတယ်လို့တပ်တွင်းသတင်းရင်းမြစ်တအုပ်ကသတင်းဌာနကိုပြောပါတယ်။ခုကကပ္ပစ16တဲ့ထုတ်လုပ်ရေးတွေအကုန်ရက်ဆိုင်ထားတယ်ပြီးတော့တပ်တစ်ခုလုံးတပ်အသစ်နေရာယူပုံစံနဲ့ပြင်ဆင်ထားရတာတွေရှိပါတယ်